ဖျားခင်ကသူ့ရဲ့သားသမီးများချစ်တဲ့တဲ့ကျွန်တော်ကိုယေဟောဘုတ်ဆိုတဲ့ဘယ်သူကမှမလူယူနိုင်တဲ့ကောင်းကြီးမင်္ဂလာတွေကိုအပိတ်ချင်တဲ့ဖျားချစ်ပါထိုကဲ့သို့သောဘယ်သူကမှမလူယူနိုင်တဲ့ကောင်းကြီးမင်္ဂလာတွေကိုအပိတ်ခြင်းပိုင်ဆိုင်ခွင့်ရတော့သူချစ်ဖို့ရန်တဲ့ကျွန်တော်ကပြဿနာတွေကိုပြဿနာချစ်ခံလို့မရဘူးချက်ကပ္ပဦးကျမ်းခန်းကြီး26မှာကျွန်တော်အားလုံးသိတယ်အဘအာဗြဟံသူခဲ့တဲ့ရေတွင်းတွေကိုဖိလိတိလူတွေကတစ်ချိန်ကနေကြီးနဲ့ဖို့ခဲ့ဖြက်စီတားစီလူယူခဲ့ကြအဲ့ဒီအနေပတ်သက်ပြီးတော့ဣဇက်ကလည်းသူ့ရဲ့လက်ထက်မှာလည်းပဲသူ့အဖေသူခဲ့တဲ့ရေတွင်းတွေကိုဖိလိတိလူတွေမြေကြီးနဲ့ဖို့ပြီးတော့ဖြက်စီခဲ့တဲ့ရောက်ပြန်သူ့ရဲ့ပြန်ရေတွင်းတူးတဲ့အခါမှာလည်းပဲအဲ့ဒီရေကရေထွက်ပြီးတော့ဗာရေထွက်စမ်းရေတွင်းထွက်တယ်ဆိုတဲ့ຢာကိုဂေရာမြို့ကနွားချောင်းသားတွေကတွေ့တဲ့အခါကြားတဲ့အခါမှာဒီနေ့အဲ့ဒီရေကငါတို့ရေတွင်းဆိုပြီးတော့လူယူကြအဲ့ဒီအချိန်မှာဣဇက်ကလည်းဂေရာနွားချောင်းသားတွေနဲ့ရံမဖြစ်ဘူးချက်မနဲ့တချင်ကဖိလိတိလူတွေဖြစ်စီခဲ့တဲ့မြေဖို့ခဲ့ခြင်းကြောင့်ဒီအချိန်မှာသူ့ရဲ့လက်ချက်မှာပြန်ပြီးတော့သူ့လို့စမ်းရည်တွင်ထွက်လာတဲ့ရည်တွင်ဖြစ်ပေမဲ့အဲ့ဒီຢာနဲ့ပတ်သက်ပြီးတော့ဂေရနောအကြောင်းတွေနဲ့စီးဇက်ကပြဿနာဖြစ်မခံလွတ်ပေးလိုက်နင်တို့လူယူလို့ရတယ်မလားယူသွားလိုက်ဆိုပြီးတော့ပေးထားခဲ့လိုက်နောက်တနေ့ရောက်ကိုပြောင်းပြီးတော့ငွေ27မှာအခြားတဲ့ရည်တွင်ကိုတူးပြန်တယ်ဒါပေမဲ့အဲ့ဒီနေရာမှာလည်းပဲရည်ထွက်လာတဲ့အခါမှာရေမထွက်တော့ကတော့ဘယ်သူမှမလုပ်ဘူးနော်ဒါပေမဲ့ရေလဲကျွတ်လာရောအဲ့ဒီရေတွင်းကိုလည်းတစ်ဖက်လူယူတယ်တဲ့အဲ့ဒီချိန်မှာလည်းပဲပြန်ပြီးတော့2ခါတောင်ရှိပြီ3ခါတောင်ရှိပြီဆိုပြီးတော့ဣဇက်ကပြဿနာအချစ်အတက်မခံဘူးချက်ဒီတိုင်းလွတ်လိုက်အဲ့ဒါနဲ့ငင်းစနစ်မှာတလို့ပြောပါစံစာဖတ်ချင်တယ်ချိုးရက်မှနေရပြောင်းပြီးအခြားသောရေတွင်းကိုတူးကြ၏ချိုးရေတွင်းကိုဘယ်သူမှမလူရက်တော့ကြောင့်ငါတို့နေစရာခွင့်ကိုယခုသာရဗျာပြီးတော်မူပြီးချစ်၍ဤတီ၌ငါတို့သည်စီးပွားများကြလိမ့်မည်ဟုဆိုလျက်ထိုရည်တွင်ကိုယေဟောဘုတ်အမည်ဖြင့်မဲ့တည်းဟာလေလုယာဒီနောက်တဲ့ချိန်နောက်တဲ့တနေရာမှာပြောင်းပြီးတော့ရည်တွင်တူးတဲ့အခါမှာတော့ဒီနေရာကဒီရည်တွင်ကိုဘယ်သူကမှမလူယူနိုင်တော့ဘူးလူနိုင်တော့မှမဟုတ်ဘူးဆိုပြီးအဲ့ဒီရည်တွင်ကိုယေဟောဘုတ်ဆိုပြီးတော့နာမည်ပေးလိုက်တဘောကဘုရားခင်ကလူယူလို့ရတယ်လူတွေတားစီလို့ရတယ်လူတွေဖြက်စီလို့ရတဲ့အရာဆိုတာကဘုရားခင်ပေးချင်တဲ့ကောင်းချီးမင်္ဂလာမဟုတ်ဘူးချက်တတိကျွန်တော်တက်တာလည်းမသိရမယ့်အရာကလူတွေတင်တဲ့ကျွန်တော်ကောင်းချီးနဲ့ပတ်သက်ပြီးတော့ကျွန်တော်ခံစားရရှိတဲ့ပိုင်ဆိုင်မှုတွေနဲ့ပတ်သက်လူတွေချီလို့ရတယ်ဖြက်စီလို့ရတယ်တိုက်ခတ်လို့ရတယ်ဆိုရင်အဲ့ဒီအရာကဘုရားခင်ပေးချင်တဲ့ကောင်းချီးမင်္ဂလာအဆုံးမဟုတ်ဘူးချက်ဘုရားခင်တင်တဲ့ကျွန်တော်ကိုပေးချင်တဲ့ကောင်းချီးမင်္ဂလာကဘယ်သူကမှမလူရမဖြက်စီမသားစီမခိုးယူနိုင်တဲ့ယေဟောဘုတ်ဆိုတဲ့ကောင်းချီးမင်္ဂလာကိုဒီနေ့ပေးချင်တာဖြစ်တယ်ဟာလေလုယာကျွန်တော်သိရမယ့်အရာကကျွန်တော်ပိုင်ဆိုင်တဲ့ကောင်းချီးမင်္ဂလာတွေကဖခင်ခင်ပေးရမှန်းနေဆိုရင်ဘယ်သူကမှလူယူလို့ရမှာမဟုတ်ဒီဖခင်ပေးတဲ့ကောင်းချီးမင်္ဂလာတွေကလည်းပဲဘယ်သူကမှအစီတာလုပ်လို့ဒီတားစီလို့ဖြက်စီလို့လူရက်လို့နိုင်မှာမဟုတ်ဘူးကုန်မှာမဟုတ်ဘူးဆိုတဲ့အရာကိုဒီနှုတ်ကပတ်တော်အခွာပေးနောက်ဆုံးမှာဣဇက်ကဒီအပေါ်ပိုင်းမှာကျွန်တော်ကြည့်တဲ့အခါမှာအဘိမလက်မင်းကိုယ်တိုင်ကဒီမင်းကငါတို့တဲ့အင်အားကြီးတဲ့သူဖြစ်တယ်ဆိုပြီးမောင်းထုတ်ခဲ့ရတဲ့အခြေအနေကနေပြီးတော့အဲ့ဒီအဘိမလက်မင်းကိုယ်တိုင်ကသူ့ရဲ့မိတ်ဆွေတွေကိုခေါ်ပြီးတော့မင်းမရှိလို့မရဘူးငါတို့ရဲ့မြို့မှာလာနေပေးပါဆိုပြီးတော့လာပြီးဖိတ်ခေါ်ရတဲ့အထိတောင်းဆိုရတဲ့အထိဣဇက်ကလူဘယ်သူကမှလူယူဖြစ်စီလို့မရတဲ့ကောင်းကြီးမင်္ဂလာကိုခံစားရတဲ့အတ္တထဲမှာဖခင်ကပို့ဆောင်ခဲ့တယ်ချီးမြှောက်ခဲ့တယ်ကောင်းကြီးပေးခဲ့တယ်အသုံးပြုခဲ့တယ်ဆိုတော့တွေ့ရတာဖြစ်တယ်ကျွန်တော်ဟာဣဇက်ဒီတော့ဖခင်ရဲ့သားသမီးတွေဖြစ်တယ်ကတိတော်နဲ့ဆိုင်တဲ့သားတွေဖြစ်တဲ့အတွက်ကျွန်တော်တို့ကဘယ်သူကမှလူယူဖြစ်စီလို့မရတဲ့ယေဟောဘုတ်ဆိုတဲ့ကောင်းကြီးမင်္ဂလာတွေနဲ့သက်ဆိုင်တော်သူများဖြစ်တယ်ဆိုရကိုဒီနှုတ်ကပတ်တော်အားဖြင့်ဝင်ငါခွာပေးခြင်းနဲ့အရောက်တိုင်းဘယ်သူကမှလူယူလို့မရတဲ့ကောင်းကြီးမင်္ဂလာတွေကိုပိုင်ဆိုင်တော်သူများဖြစ်ပါစေ